American သမ္မတ Donald Trump နဲ့တရုတ်သမ္မတရှီကျင်းပင်တို့ကြားကတွေ့ဆုံဆွေးနွေးပွဲဟာပြီးဆုံးသွားခဲ့ပေမဲ့မျှော်လင့်ထားသလောက်ဖြစ်မလာဘူးလို့ဆိုပါတယ်။ဒီကနေ့မေလ15ရက်ဆွေးနွေးပွဲအပြီးသက်ချိန်မှာထွက်ပေါ်လာတဲ့စီးပွားရေးနဲ့မဟာဗျူဟာပိုင်းဆိုင်ရာရလဒ်တွေဟာဈေးကွက်ကမျှော်လင့်ထားသလောက်အားရစရာမရှိဘူးလို့ဆိုပါတယ်။ဆွေးနွေးပွဲမှာ American လေယာထွက်ကုန်တွေအမဲသားနဲ့စွမ်းရည်ကဏ္ဍတွေမှာသဘောတူညီချက်တချို့ရရှိခဲ့ပေမဲ့ဈေးကွက်ရဲ့အတိတ်ကအာရုံစိုက်မှုဖြစ်တဲ့ဘိုင်းလေယာဉ်မာယူမှုမှာအစင်းရင်200သာရှိခဲ့ပါတယ်။ဒါဟာဈေးကွက်ကမျောလင့်ထားတဲ့အစင်းရင်900ထက်များစွာလျော့နည်းနေတာကြောင့်ဘိုင်းကုမ္ပဏီရဲ့ရှယ်ယာဈေးနှုန်းတွေ400%ကျော်ထိုးကျသွားခဲ့ပါတယ်။ဒါ့အပြင် Nvidia ကုမ္ပဏီရဲ့အဆင့်မြင့် AI chip ပြားတွေကိုတရုတ်တို့ရောင်းချခွင့်ရရေးအတွက်လည်းတစုံတရာထူးခြားတဲ့သဘောတူညီမှုမရရှိခဲ့ပါဘူး။ဒါ့အပြင်ကောင်းဆောင်လူဦးဟာအပြင်ပန်းမှာရင်းနှီးဖော်ရွေစွာလမ်းလျှောက်စကားပြောဆိုနေခဲ့ကြပေမဲ့ဆွေးနွေးပွဲအတွင်းရှီကျင့်ဖျင်ကထိုင်ဝမ်အရေးကိုကင်တွယ်ပုံမှားယွင်းပါကထိတ်တိုက်ဆွေးနွေးမှုတွေဖြစ်ပွားနိုင်ကြောင်း Trump ကိုပြတ်သားစွာသတိပေးခဲ့ပါတယ်။ထိုင်ဝမ်အရေးဟာတရုတ်အမေရိကန်ဆက်ဆံရေးမှာအထိမခံဆုံးကိစ္စဖြစ်ကြောင်းကိုရှီကအလေးအနက်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။အီရန်အရေးနဲ့ပတ်သက်ပြီးလဲဘယ်တော့အခါမှမဖြစ်ပွားသင့်ခဲ့တဲ့စစ်ပွဲလို့တရုတ်ဘက်ကပြောကြားခဲ့ပြီးစစ်ပွဲရပ်တန့်ရန်တိုက်တွန်းခဲ့ပါတယ်။သမ္မတ Trump ကအီရန်ကိစ္စမှာခေါင်းဆောင်2ဦးအမြင်ချင်းတူညီတယ်လို့ပြောကြားခဲ့ပေမဲ့တရုတ်ဘက်ကတော့တစုံတရာမှတ်ချက်ပေးခြင်းမရှိဘဲသူ့ရဲ့မဟာဗျူဟာမြောက်မဟာမိတ်အီရန်ဘက်ကနေယက်တီချက်ကိုဆက်လက်ထိန်းသိမ်းထားတာကိုလည်းတွေ့ရပါတယ်။ဒါ့အပြင် Trump နဲ့ရှီတို့ဆွေးနွေးပွဲအပြီးရက်ပိုင်းအကြာမေလ20ရက်မှာရုရှားသမ္မတဗလာဒီမာပူတင်ဟာလည်းဘေကျင်းကိုတရက်ကြာအလဲအပတ်ခီးရောက်ရှိလာမှာပဲဖြစ်ပါတယ်။ဒါဟာတရုတ်နိုင်ငံအနေနဲ့အမေရိကန်နဲ့စီးပွားရေးအရာထိန်းညှိနေပေမဲ့ရုရှားနဲ့ရှီရင်ဆွဲမဟာမိတ်ဆက်ဆံရေးကိုလည်းအပြတ်ခံပြီးမဟုတ်ကြောင်းပြသလိုက်တာပဲဖြစ်ပါတယ်။သမ္မတ Trump ဟာသူ့ရဲ့ပြည်တွင်းလူထုထောက်ခံမှုနှုန်းမြင့်တင်ရန်အတွက်စီးပွားရေးအောင်မြင်မှုတွေကိုအသားပေးဖော်ပြခဲ့ပေမဲ့တရုတ်ဘက်ကတော့နိုင်ငံရေးနဲ့နည်းပညာကဏ္ဍတွေမှာအလျှော့ပေးခြင်းမရှိဘဲသူ့ရဲ့တန်တမန်ရေးအသာစီးရမှုကိုပုံမခိုင်မာအောင်လှုပ်ဆောင်သွားခဲ့တာတွေ့ရပါတယ်။ Economist Intelligence Unit ကလေ့လာဆန်းစစ်သူချင်းလီကတော့ဒီဆွေးနွေးပွဲဟာမဟာဗျူဟာအရာတော့စိတ်အေးရတယ်လို့ထင်ရပေမဲ့လက်တွေ့ရလဒ်ပိုင်းမှာတော့အားရစရာမရှိဘူးလို့သုံးသပ်ခဲ့ပါတယ်။ American သမ္မတ Donald Trump ဟာပြီးခဲ့တဲ့မေလ23ရက်ကတရုတ်နိုင်ငံပေကျင်းမြို့ကို3ရက်ကြာခရီးအဖြစ်ရောက်ရှိလာခဲ့တာဖြစ်ပြီးဒါဟာ2019ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ရောက်ရှိလာတဲ့ခရီးစဉ်ပဲဖြစ်ပါတယ်။